မင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု Emergency Medical Service EMS ဒီရဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု EMS ဟာလို့ရှိရင်ပြင်းပြင်းထန်ထန်ရရှိတဲ့ဒဏ်ရာရသူတွေဒါမှမဟုတ်ယောဂရှိတဲ့လူနာတွေကိုတည်တည်ငြိမ်ငြိမ်နဲ့အရေးပေါ်ဆေးကုသမှုတွေပေးပြီးတော့ဆေးကုသမှုပြည့်ပြည့်စုံစုံရရှိပြီးတော့ကုသနိုင်ဖို့အတွက်ဆေးရုံတွေကိုအမြန်ဆုံးပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုစနစ်တစ်ခုဖြစ်ပါတယ်။ဆိုတော့အဲ့ဒီ EMS ဝန်ဆောင်မှုမှာလို့ရှိရင်လေ့ကျင့်ထားတဲ့ကျွမ်းကျင်ပညာရှင်တွေဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနောက်ပြီးတော့ရှေးဦးပြုစုသူတွေစတာတွေနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ EMS ဟာအရေးပေါ်အခင်းဖြစ်ပွားတဲ့နေရာနဲ့ဆေးရုံများကြားမှာအရေးကြီးတဲ့ချိတ်ဆက်မှုတစ်ခုအဖြစ်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။အဲဒီတော့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု EMS မှာပါတဲ့အစိတ်ပိုင်းနဲ့သူတို့ရဲ့လူဆောင်ချက်လေးတွေကိုနည်းနည်းလေ့လာကြည့်ပါဦး။သူတို့ကတော့ဒီ EMS စနစ်ထဲမှာလို့ရှိရင်သူရဲ့ system ထဲမှာလို့ရှိရင်အရေးပေါ်ပို့ဆောင်ရေးကဏ္ဍတွေပါတယ်။သူနာတင်ရင်တွေပါမယ်။နောက်ပြီးတော့အရေးပေါ်ဟာပေါ့မိသားဌာနတို့ရဲတို့နော်နောက်ပြီးတော့လေချောင်းဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတို့အဲ့လိုမျိုးအဖွဲ့အစည်းတွေနော်အဲ့ဒါတွေနဲ့ကျွန်တော်တို့ကညှိနှိုင်းပြီးတော့တို့စောက်ရှောက်မှုပေးတဲ့စနစ်ရှိတာပေါ့နော်နောက်တစ်ခါကျွန်တော်တို့စောက်ရှောက်မှုအဆင့်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ level ကိုကြည့်မယ်ဆိုလို့ရှိရင်ဝန်ဆောင်မှုပါဆိုလို့ရှိရင် basic life support လို့ခေါ်တဲ့အခြေခံအသက်ကယ်ပံ့ပိုးမှုရယ်နောက်ပြီးတော့ advanced life supportလို့ခေါ်တဲ့အဆင့်မြင့်အသက်ကယ်ပံ့ပိုးမှုအဲ့ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့ဒီလိုဆောက်ရှောက်မှုတွေကျွန်တော်တို့ပေးတယ်เนาะအဲ့ဒီပေးတာကိုကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခုကျတော့အဓိကဝန်ဆောင်မှုအနေနဲ့ပြင်မယ်လို့ရှိရင်အခင်းဖြစ်ပြီးတဲ့ဖြစ်တဲ့နေရာတွေမှာလို့ရှိရင်တော့ချက်ချင်းတုံ့ပြန်မှုကိုပေးတယ်နောက်တစ်ခါကျတော့ဒီမှာဖြစ်နေတဲ့လူနာတွေရဲ့အဆင့်တွေပေါ့နော် level ယောဂပြင်းထန်မှုယောဂထိခိုက်ဒဏ်ရာပြင်းထန်မှုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ခွဲကြတယ်နောက်တစ်ခါလူနာရဲ့အခြေအနေကိုအကဲဖြတ်တယ်နောက်ပြီးတော့ကျွန်တော်တို့ကုသရမယ့်ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကိုကျွန်တော်တို့ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုတွေကိုလုပ်ပါတယ်အဲ့တော့ဒီ EMS စနစ်ထဲမှာဆိုဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာဆိုလို့ရှိရင်အများပြည်သူဘေးကင်းရေးနောက်တစ်ခါအရေးပေါ်စီမံခန့်ခွဲမှုတွေပါမယ်နောက်ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နော်ဒီအသင်းအဖွဲ့တွေနောက်တစ်ခါကျွန်တော်တို့ဌာနတွေနဲ့ကျွန်တော်တို့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ကြတာတို့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီအရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု EMS ဟာရေရှည်မတန်ဆွမ်းမှုကိုရှော့ချပေးတယ်နောက်ပြီးတော့အရေးကြီးတဲ့ဖြစ်ရပ်တွေမှာတို့လို့ရှိရင်အသက်ကိုကယ်တင်နိုင်မှုအတွက်ကျွန်တော်တို့ကအရေးကြီးဆောင်ရွက်ပေးတဲ့ကျွန်တော်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီ EMS ဟာပြည်လူထုရဲ့ကျန်းမာရေးနော်ကျန်းမာရေးစောင့်ရှောက်မှုဘေးကင်းရေးစတဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေကတစ်ခုဖြစ်ပြီးတော့မြို့ရွာရက်ရွာတွေအနေနဲ့မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုเนาะဒီ EMS ဟာတို့လို့ရှိရင်ပြည်သူ့ကျန်းမာရေးဆိုင်ရာအကျက်တဲတွေပေါ့နော်ဒီလိုမျိုးကျန်းမာရေးအကျက်တဲတွေဖြစ်လာတဲ့အခါမှာနောက်တစ်ခါကျတော့အစုလိုက်အပြုံလိုက်ထိခိုက်ဒဏ်ရာရတဲ့ဖြစ်ရပ်တွေမှာတုံ့ပြန်ဆောင်ရွက်မှုကျွန်တော်တို့ပေးပါတယ်နောက်ပြီးတော့ဒီ EMS တရားရလို့ရှိရင်ဘာဝဘေးရန်တွေဖြစ်တဲ့ရေကြီးတာတို့လေစင်နှမောင်းတို့နောက်တစ်ခါကျတော့ဒီပြေးကလျင်တို့အဲ့လိုဟာမျိုးပေါ့နော်ဒီသဘာဝဘေးရန်တွေအပြင်အကြမ်းဖက်တိုက်ခိုက်မှုတွေပောက်ကွဲမှုတွေနော်အဲ့လိုမျိုးလူကြောင့်လူတွေလုတ်တဲ့ဘေးရန်တွေကိုလည်းကျွန်တော်တို့ကနေပြီးတော့သူကဝန်ဆောင်မှုတုံ့ပြန်မှုပေးတာတွေမှာပါဝင်ပါတယ်အဲ့တော့ဒီနောက်တစ်ခါကြားတဲ့အခါကျတော့ဒီ EMS မှာဝင်ရောက်လုပ်ကင်နေတဲ့ဝန်ထမ်းတွေနဲ့ volunteer တွေရာဆိုလို့ရှိရင်မိမိရဲ့ data တွေမှာဖြစ်ပျက်နေတဲ့ယောဂပြန့်နှံ့မှုအခြေအနေတွေနောက်တစ်ခါကျတော့ကျန်းမာရေးအခြေအနေတွေကိုကျွန်တော်တို့ကနေပြီးတော့ဖြစ်ပွားလာပြီဆိုလို့ရှိရင်ရဲဘုံတက်ကြွနဲ့တို့ကနေပြီးတော့ဆောင်ရွက်ပေးကြတာတွေကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဟာပြင်းထန်တဲ့ဒဏ်ရာနော်ယောဂါတွေကိုအရေးပေါ်ကျွန်တော်တို့ကဆေးရုံမရောက်မီမှာဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနဲ့တည်ငြိမ်မှုပေးဖို့အတွက်ဒီဇိုင်းထုတ်လုပ်ထားတာဖြစ်ပါတယ်ဒီကိရိယာတွေနော်သူနာတင်ရင်တွေနောက်ပြီးတော့ဒီအသုံးပြုတဲ့ကိရိယာတွေကိုသူကဒီ
ဒီလိုမျိုးကျွန်တော်တို့အရေးပေါ်အတွက်စီစဉ်ထားတာကိုတွေ့ရပါတယ်နောက်ပြီးတော့နောက်တစ်ခုကြားတဲ့အခါကျတော့ဒီဟလာလူသားတင်ရင်ဝန်ဆောင်မှုတက်ပို့ပြီးတော့ဒီ EMS ကြီးဟာဆိုလို့ရှိရင်လူမှုအတိုင်းအဝန်နဲ့ပုံမကျေပြန့်တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဒီကြားမှာအရေးကြီးတဲ့ချိတ်ဆက်မှုတစ်ခုဖြစ်ဆောင်ရွက်နေတာဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု EMS ပါလို့ရှိရင်အဆင့်6ဆင့်ကိုကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့တော့အည်သွေးမြင့်ဆေးရုံမတက်မီစောင့်ရှောက်မှုပါတဲ့ပုံမှန်အားဖြင့်အဆင့်6ဆင့်ကိုလိုက်နာရတယ်လို့ဆိုပါတယ်အဲ့တော့ကျွန်တော်တို့သူနာတင်ရင်တွေမှာတက်ဆင်ထားတဲ့ Star of Life ဆိုတဲ့ကျွန်တော်တို့ရဲ့ဒစိကလေးပေါ့နော်အဲ့ဒစိကလေးမှာတို့ရှိရင်ခေါင်း6တော့ဟိုပါတာပေါ့နော်အဲ့ဒါလည်းဘာလဲဆိုတော့ခုနကပြောသလိုဒီ EMS ရဲ့စောင့်ရှောက်မှုအဆင့်6ဆင့်ကိုပြထားတာပဲဖြစ်ပါတယ်နော်ပထမတစ်ခုကတော့ထောက်လန်းတာပေါ့ထောက်လန်းတာပါဒီအရေးပေါ်အခြေအနေတွေဟလာ accident တွေဖြစ်ပြီးတို့ရှိရင်ကျွန်တော်တို့ကသတင်းချက်လက်တွေပေါ့ဟိုမှာဘေးမှာရောက်နေတဲ့လူတွေရှိမယ်အနီးမှာရှိနေတဲ့လူတွေရှိမယ်နော်ဒါမှမဟုတ်လဲကျွန်တော်တို့ကသက်ဆိုင်ရာကျွန်တော်တို့မိသက်တို့ကျမ်းမာရေးဌာနတို့ရဲတို့အဲ့ဒီကနေပြီးတော့သတင်းအချက်လက်တွေကိုကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ကထောက်လန်းရတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပေါ့နော်နောက်တစ်ခုကြားတဲ့အခါကျတော့အဲ့လိုသတင်းအချက်လက်ရရှိတဲ့ပြီးတဲ့နောက်မှာလို့ရှိရင်အစီရင်ခံရတာပေါ့နော်အစီရင်ခံတဲ့တော့ကျွန်တော်တို့အရေးပေါ်ဝန်ဆောင်မှုကနေတဆင့်အကူအညီကိုခေါ်တာပေါ့ခုနကကျွန်တော်တို့ဟလာ emergency operation center လို့ဟာမျိုးကနေပြီးတော့ဒီသတင်းရပြီတို့ရှိကျွန်တော်တို့ကတော့ဒီဟလာဒီမျိုး EMS post တွေရှိတာပေါ့နော် EMS ဟို service center တွေကိုကျွန်တော်တို့ကနေပြီးတော့အစီရင်ခံတဲ့ report ပေးရတာပေါ့နော်အဲ့တော့ပြီးတဲ့အခါကျတော့တုံ့ပြန်မှုအဆင့်ဆိုတာအဲ့လိုမျိုးကျွန်တော်တို့ဟလာသတင်းအချက်လက်တွေရပြီတို့ရှိရင်ကျွန်တော်ကတုံ့ပြန်ရတာပေါ့နော်တုံ့ပြန်တဲ့အခါကျတော့ကျွမ်းကျင်နဲ့ကျွန်တော်တို့ဟလာ professional ကယ်ဆယ်ရေးသမားတွေကိုဆယ်လွှင့်ပြီးတော့အဲ့ဖြစ်တဲ့နေရာကိုသွားအရောက်သွားတာတွေရှိပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ကအဲ့ဒီနေရာမှာပဲကျွန်တော်တို့အဲ့ဒီဖြစ်တဲ့နေရာမှာပဲစောင့်ရှောက်မှုပေးတာပေါ့နော်အဲ့တော့စောင့်ရှောက်မှုပေးတဲ့အခါမှာတို့ရှိရင်လူနာကျွန်တော်တို့ဟလာတည်ငြိမ်မှုရစေဖို့နော်အခြေအနေမဆိုးဝါးစေဖို့အဲ့လိုအခြေအနေမျိုးကိုသူကကြားဝင်ပြီးတော့ကျွန်တော်တို့ကပြီးတော့ဆောင်ရွက်ပေးရတာဖြစ်ပါတယ်နောက်တစ်ခါကျတော့အဲ့လိုမျိုးကျွန်တော်တို့လူနာကိုကျွန်တော်တို့ကအရေးပေါ်ပြုစုပြီးတဲ့နောက်မှာတို့ရှိရင်ကျွန်တော်တို့ကဗာလဲလေယူပို့ဆောင်ပေးရမှာပေါ့နော်သူကစေကူတာမှုရဖို့အတွက်ကျွန်တော်တို့ဆေးရုံကိုကျွန်တော်တို့ကပို့ပေးရမှာဖြစ်တဲ့အတွက်လေယူပို့ဆောင်ရေးကိုဟိုပါပဲအဲ့တော့လေယူပို့ဆောင်ရေးနေရာမှာတို့ရှိရင်နော်ဒီကားပေါ်မှာပဲကျွန်တော်တို့ကဟလာဒီရေပေါ်မှာပဲကျွန်တော်တို့ကဆေးရုံကိုပို့နေစင်မှာဆေးဘက်ဆိုင်ရာစောက်ရှောက်မှုတွေကုသမှုတွေနော်အဲ့ဒါတွေကိုကျွန်တော်တို့ကဆက်လုပ်ပေးရပါတယ်အဲ့တော့နောက်ပြီးတော့နောက်ဆုံးအစိတ်ကြတဲ့ခါကျတော့ဗာလဲဆိုတွဲပြောင်းပေးရတာပေါ့နော်သူကလူနာကိုဆေးရုံဒါမှမဟုတ်ဒါထိခိုက်ဒဏ်ရာရရှိမှုဌာနတွေကိုပြုစုပေးတဲ့ဌာနတွေကိုကျွန်တော်တို့ကတွဲပြောင်းပေးရတဲ့အစီအစဉ်တွေကိုကျွန်တော်တို့လုပ်ရပါတယ်နော်ဒါတွေကတော့ကျွန်တော်တို့ EMS service တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဆင့်6ဆင့်အနေနဲ့ကျွန်တော်တို့ဟိုတစ်စိမ့်မှာပါတဲ့အတိုင်းပေါ့နော်လုပ်ဆောင်ရတာတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြန်ပြီးတော့ချုပ်ရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေရဆိုလို့ရှိရင်ဟလာ professional ကျွန်တော်တို့ကဟလာဟိုဘယ်လိုခေါ်မလဲဆိုတော့အခါကျင်းငွေယူပြီးတော့ကျွန်တော်တို့လုပ်တဲ့ service တွေရှိတယ်လို့ volunteer ကျွန်တော်တို့ဆောင်ရွက်ပေးနေတဲ့ဒီဟလာဟိုဝန်ဆောင်မှုလုပ်ငန်းတွေလည်းကျွန်တော်တို့ရှိပါတယ်เนาะအဲ့တော့ဒီလုပ်ငန်းတွေရဆိုလို့ရှိရင်အဓိကအဖြစ်ကျွန်တော်တို့ကနေပြီးတော့ဖြစ်ပွားတဲ့အခင်းဖြစ်ပွားတဲ့နေရာနဲ့ဆေးရုံကြားမှာဆိုလို့ရှိရင်လူနာရဲ့အသက်ကိုမဆုံးရှုံးအောင်ကျွန်တော်တို့เนาะအမြန်ဆုံးပြန်လဲကောင်းမွန်လာအောင်ကျွန်တော်တို့ကပြည့်စုံတဲ့ဆေးဥဒမှုရအောင်ကျွန်တော်တို့ကဟလာလူနာကိုကျွန်တော်တို့တည်ယူပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်